လျှက်စစ်ငါးတကောင်ကအိမ်သုံးမိထက်3ဆပြင်းနဲ့ဘိုးအားထုတ်နိုင်တယ်လို့ကြားရင်ယုံနိုင်မလားအဲ့လောက်ပြင်းတဲ့ဘိုးအားကြီးတစ်ခုကိုထုတ်နိုင်စွမ်းလောက်အောင်လျှက်စစ်ငါးတွေရဲ့ခန္ဓာကိုယ်ကဘာတွေထူးခြားနေလို့လဲဒီဗီဒီယိုမှာကြည့်ရအောင်လျှက်စစ်ငါးတွေရဲ့ခန္ဓာကိုယ်ကတာမန်ငါးတွေနဲ့လုံးဝမတူတာပါပဲသူတို့ကအရှင်လက်လက်သွားလာနေတဲ့ဇီဝဘက်ထရီအိုးကြီးတစ်လုံးလိုတိစောက်ထားကြပါတယ်သူခန္ဓာကိုယ်ရဲ့80%ကျော်ကလျှက်စစ်ထုတ်ဖို့တသက်ပဲအသုံးချတာဖြစ်ပြီးအဓိကထူးခြားချက်3ချက်ကြောင့်လျှက်စစ်ထွက်လာတာဖြစ်ပါတယ်နံပါတ်1အချက်ကတော့အဓိကလျှက်စစ်ထုတ်အင်္ဂါ3ခုပါဝင်ခြင်းဖြစ်ပါတယ်သူ့ရဲ့ကိုရင်းအင်္ဂါအစစ်တွေနှလုံးအသေးဦးအားလုံးကခန္ဓာကိုယ်အရှေ့ပိုင်းခေါင်းသားနီးနီးလေးမှာပဲစုပြုံနေပြီးကျန်တဲ့ကိုယ်ရဲ့ရှေ့ကြီးတစ်ခုလုံးကိုအောက်ပါလျှက်စစ်ထုတ်အင်္ဂါ3ခုနဲ့ဖွဲ့စည်းထားတာပါပင်မအင်္ဂါနဲ့အမဲလိုက်အင်္ဂါဒီနှစ်ခုကဘိုးအားမြင့်ကြီးထွက်စေတာပါရန်သူကိုတိုက်ခိုက်တဲ့အခါဒါမှမဟုတ်သားကောင်ကိုဖမ်းတဲ့အခါဓလိုက်စေဖို့ဘိုးအား600ကနေ860ဘိုးအထိအိမ်3မိထက်3ဆမကပြင်းတဲ့အားထုတ်ပေးပါတယ်စက်အင်္ဂါဒါကတော့ဘိုးအားနဲ့10ဘိုးဝင်းကျင်ပဲထုတ်ပါတယ်လျှက်စစ်ငါးကအမြင်အာရုံတိတ်မကောင်းတဲ့အတွက်ရေအောက်မှာလမ်းရှာဖို့နဲ့ရေဓာလိုမျိုးတခြားငါးတွေရှိမှန်းသိအောင်သုံးပါတယ်နံပါတ်2အချက်ကတော့ electrolyte ဇီဝဓာတ်ခဲဆဲပေါင်းထောင်တောင်းချီရှိခြင်းဖြစ်ပါတယ်။သူ့ရဲ့လျှက်စစ်ထုတ်အင်္ဂါတွေထဲမှာ electrolyte လို့ခေါ်တဲ့အချက်ပြားပုံစံဆဲအထူစားလေးတွေတန်းနဲ့ချီပြီးပါဝင်ပါတယ်။ဒီဆဲလေးတွေကတာမန်ချိန်မှာတစ်ခုချင်းစီကလျှက်စစ်အား0.15ဘိုးလောက်ပဲရှိပါတယ်။ဒါပေမဲ့ထူးခြားတာကအဲ့ဒီဆဲပြားလေးတွေကခန္ဓာကိုယ်ထဲမှာတန်းဆက်အလွှာလိုက်အချက်ပေါင်း9000ကနေ6000ကျော်အထိစီတန်းတည်ရှိနေတာပါဓခဲအသေးလေးတွေကိုတစ်လုံးနဲ့တစ်လုံးထိတ်ချင်းဆက်ပြီးအရှိကြီးစီလိုက်ရင်ဘိုးအားတွေအများကြီးပေါင်းသွားသလိုမျိုးသူ့ခန္ဓာကိုယ်ကစီစဉ်ထားတာဖြစ်ပါတယ်နံပါတ်3ချက်ကတော့ဝီနောက်ကထိန်းချုပ်တဲ့တပြိုင်နက်စနစ်ပါဝင်ခြင်းဖြစ်ပါတယ်ဒါကတော့အစွမ်းထက်ဆုံးအချက်ပါတာမန်ချိန်မှာလျှက်စစ်ဓာတ်ကငြိမ်နေပြီးငါးကအမဲလိုက်ခြင်းတဲ့အခါငါးရဲ့အုံနောက်ကနေကွန်မန်ပေးလိုက်ပြီးအာယုံကြောကတဆင့်လျှက်စစ်ဆဲအားလုံးစီကိုစက္ကန့်ပိုင်းအတွင်းအချက်ပြလိုင်းပို့လိုက်ပါတယ်အချက်ပြလိုင်းရောက်တာနဲ့ဆဲပြားတွေရဲ့အမြေပါမှာရှိတဲ့တကားတွေပွင့်သွားပြီးအပြင်ကဆိုဒီယမ်နဲ့ပိုတက်ဆီယမ်ဓာတ်တွေကဆဲလဲကိုတရဟောတိုးဝင်သွားပါတယ်အဲ့ဒီဓာတုဗေဒပြောင်းလဲမှုကြောင့်ဆဲပြားထောင်ပေါင်းများစွာဟာတပြိုင်နက်တည်းလျှက်စစ်ဓာတ်အားကိုဖုံးကနေလွှတ်ထုတ်လိုက်တဲ့အတွက်ရေထဲမှာရှိတဲ့သားကောင်ဟာချက်ချင်းတောင့်တင်းပြီးမိမျောသွားရတာဖြစ်ပါတယ်ရှင်။